Hello guys ကဲဒီနေ့မှာလဲ I supposed to you supposed to ဒီစကားစုလေးတွေမှာ support tag နဲ့မှားပြီးတော့သုံးနေရလေးတွေ့ရပါတယ်အဲ့ဒါလေးကိုတခြားလေးရှင်းပြခြင်းလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သိချင်ပါတယ် let's go be supposed to သူကလှုပ်တင်တယ်လှုပ်ရမှာလှုပ်ဖို့မျှော်လင့်ထားတာလှုပ်ဖို့စီစဉ်ထားတာဒီလိုမျိုးရှင်ကြီးတွေမှာသုံးပါတယ် I'm supposed to study today ဒီနေ့ငါစာကြက်ရမှာ You are not supposed to smoke here ဒီနေရာမှာဆက်လိပ်မတောက်ရဘူး He was supposed to call me သူငါ့ကိုဖုန်းဆက်ဖို့ရှိခဲ့တယ် Was I supposed to bring anything ငါဘာယူလာရမလဲဒီလိုလေးတွေအသုံးပြုရပါမယ်မတ်တဲ့ပုံစံလေးတွေကိုလည်းတစ်ခါလေးပြောပြလိုက်ပါမယ် I supposed to go ဒီလိုသုံးလို့မရပါဘူး I am supposed to go She's supposed to come ဒီလိုသုံးလို့လည်းမရပါဘူး She is supposed to come supposed to ရဲ့ရှေ့မှာ ms was ဝယ်ဒီလိုမျိုးပတ်တူပီလေးတွေထည့်ပြီးတော့သုံးပြရပါမယ်သူနဲ့အတိတ်ပဲတူတဲ့စလုံးလေးတွေကိုပါတစ်ခါလေးပြောပြလိုက်ပါမယ် should လုပ်တင်တာ have to လုပ်ကိုလုပ်ရမှာ need to လုပ်ဖို့ကိုလိုအပ်တာဒါပေမဲ့ be supposed to ကမျှော်လင့်ထားတာစီကံအရာစီစဉ်ထားတာဆိုတဲ့အတိတ်ပဲပို့ပြီးတက်ရောက်ပါတယ်တခါလေးမှတ်မိသွားအောင်လို့ comment မှာ I'm supposed to ဒီစာကြောင်းလေးကိုသုံးပြီးတော့ sentence လေးတွေရေးခဲ့ပါစာလေးလည်းပြန်စစ်ပေးပါမယ်ရှင်အားလုံးပဲ bye bye